engine wine လဲတာမှမကြသေးဘူးဘာဖြစ်လို့လျှော့ကုန်တာလဲကားမောင်းတဲ့သူတွေတဲ့တော်တော်လေးခေါင်းစားရတဲ့ပြဿနာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ engine wine ကရွသွားတယ်ဒါပေမဲ့ကားအောင်မှာစီကွက်လည်းမတွေ့ဘူးဘယ်နေရာကယိုနေမှလည်းမတွေ့ဘူးအဲ့ဒီလိုမျိုးလေကဲဒီနေ့တော့အဲ့ဒီပျောက်သွားတဲ့ engine wine နဲ့ဘယ်ရောက်သွားလဲဆိုတဲ့ဗဟေလီကိုအဖြေရှာကြည့်ကြအောင်ဟုတ်ပါဗျာဒီချိန်နေကတော်တော်လေးကိုစိတ်ရှုပ်စရာကောင်းပါတယ် engine wine ကတော့ရောက်သွားပြီကိုကားရထားတဲ့နေရာမှာလည်းကြည့်လိုက်ရောဘာစီကွက်မှမရှိဘူးအစားအာနာတော့မတွေ့ဘူးတကက်ကိုပျောက်သွားတယ်လို့ပဲဆိုတော့အဓိကမေခွန်းကဒါပါပဲဒီစီရီကဘျူးကိုပျောက်သွားတာလဲမြေကြီးတဲ့စိတ်ဝင်သွားတာလားအငွေ့ပြန်သွားတာလားကဲလာပါဒီကိစ္စကိုစုံထုတ်တယောက်လို့အတူတူအဖြေရှာကြည့်ကြတာပေါ့ Okay ကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးမှုကိုစလိုက်ကြအောင်ပထမဆုံးညင်နဲ့ဒီကိစ္စရဲ့အခြေခံအချက်လက်တွေကိုသိချာနားလည်ဖို့လိုတယ် engine wine ဆိုတာ engine တစ်လုံးအသက်သွေးကြိုးနဲ့တူတယ်ဆိုတာအားလုံးသိပြီးသားပါသူက engine တွင်းပိုင်းကပစ္စည်းတွေကိုချောမွေအောင်လုပ်ပေးတယ်အပူချိန်ကိုထိန်းပေးတယ်ပြီးတော့အညစ်အကြေးတွေကိုတန့်စင်ပေးတယ်အရန်ရေးကြီးရဲ့အခန်းကဏ္ဍမှာရှိတာပေါ့ ဒါပေမဲ့ပြဿနာတစ်ခုကိုဖော်ထုတ်တော့မယ်ဆိုရင်ဘာကပုံမှန်လဲဘာကပုံမှန်မဟုတ်ဘူးလဲဆိုတာကိုအရင်ဆုံးခွဲခြားသိဖို့လိုတယ်ဘာလို့လဲဆိုတော့အမှန်တကယ်တော့လေ engine တိုင်းဟာ engine wine ကိုနည်းနည်းတော့သုံးဆွဲကြတာတပါပါပဲလုံးဝမလျော့ပဲနေတာမျိုးမရှိပါဘူး ဟုတ်ပါတယ်ပုံမှန်စီစားတဲ့ဆိုတာကတဘာဝဖြစ်စဉ်တစ်ခုပဲ engine လက်ပတ်နေတဲ့အချိန်မှာ engine wine နည်းနည်းလေးကလောင်စာနဲ့အတူရောပြီးလောင်ကျွမ်းသွားတာမျိုးပါအဲ့ဒါကစိတ်ပူစရာကိစ္စမဟုတ်ပါဘူးပုံမှန်ပါပဲ ကဲဒါဆိုဘလောက်လျော့တာကပုံမှန်ဘလောက်ကပုံမှန်မဟုတ်ဘူးလဲဆိုတာကိုကြည့်လိုက်ရအောင်ပုံမှန်အချိန်ဒီမှာဆိုရင်တော့စီတစ်ခါလဲပြီးနောက်တစ်ခါမလဲခင်ကြောက်ကာလာမှာစီကနည်းနည်းလေးပဲလျော့သွားပါလိမ့်မယ်ဒါပေမဲ့စီခဏခဏထပ်ဖြီးနေရတယ်ဖြီးလိုက်ရင်လည်းတော်တော်များများဖြီးနေရတယ်ဆိုရင်တော့အဲ့ဒါကပုံမှန်မဟုတ်တော့ဘူးပြဿနာတစ်ခုခုရှိနေပြီလို့သတ်မှတ်လို့ရပါတယ် ဂျီပူရအပြင်လက်စော်လက်ကင်ပြလို့ရတဲ့စီမင်းတစ်ခုရှိပါတယ်စီလီတဲ့ကြားကားလာတွေမှာ engine wine ကိုတစ်ကွက်ထက်1လီတာနီးပါးလောက်ပေါ့အဲ့ထက်ပိုပြီးထပ်နေရပြီဆိုရင်တော့ဒါဟာပြဿနာရှိနေပြီဆိုတဲ့အချက်ပြခေါင်းလုံးတန်းပါပဲ Okay အခုဆိုရင်ကျွန်တော်တို့ရဲ့စုံစမ်းမှုကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါပြီအခင်မှာဘာတဲလွန်စာမမထားခဲ့တဲ့အတွင်းတို့တရားခံတွေကိုဖော်ထုတ်ကြအောင်ဆိုလိုတာက engine အတွင်းပိုင်းမှာပဲစီရီဘယ်လိုလောင်ကျွမ်းပျောက်ကွယ်သွားတယ်လဲဆိုတာပေါ့ ပထမဆုံးတန်တရားခံကတော့ piston ခွင်းနေပါပဲဒီခွင်းလေးတွေပါ piston ထိပ်မှာတက်ထားတာဖြစ်ပြီးအဓိကကတော့လောင်ကျွမ်းတဲ့အခန်းကိုစီရီမဝင်အောင်တစ်စိတ်လိုဖိတ်ပေးထားတာပါဒီခွင်းတွေပုံစားနေပြီဆိုရင်ဘလို့တဲလွန်းစားတွေပြတတ်လဲဆိုတော့အဓိကကတော့ exhaust ကနေမီခိုးပြတွေထွက်လာတာပါပဲအထူးသဖြင့်ကားကိုအရှိန်တင်လက်တဲ့အချိန်မျိုးမှာပိုပြီးသိတာမြင်ရတတ်ပါတယ်ပြီးတော့စီစားနှုန်းမှလည်းပုံမှန်မဟုတ်ပဲကျလာတတ်တယ်ဒီကိစ္စကိုတေချာအောင်လုပ်ချင်ရင်တော့ compression test ဆိုတာကိုစစ်ဆေးကြည့်ဖို့လိုပါတယ် နောက်ထပ်တန်တရားရှိသူတယောက်ကတော့ valve stem seals တွေချို့ရင်းတာပါဒီစီလေးတွေက valve တန်တွေကမြစ်တစ်ဆင့် engine wine တွေလောင်ကျွမ်းခန့်တွေကိုယိုမဝင်အောင်တားပေးထားတဲ့အကာရီယန်လေးတွေပေါ့ဒါပေမဲ့အချိန်ကြာလာရင်ဒီ rubber seal တွေကမာလာတယ်ကျွတ်ဆက်လာတယ်အကွဲလာတယ်အဲ့ဒီအခါမှာတော့ engine wine တွေကအဲ့ဒီအချောင်းတွေကနေစိတ်ဝင်ပြီးလောင်ကျွမ်းသွားတာပါပဲစောစောက piston ကွင်းပြဿနာနဲ့လက္ခဏာချင်းတော်တော်တူပါတယ်အဓိကတော့ exhaust ကနေမီးကိုပြထွက်တာပါပဲ၃ယောက်မြောက်တန်တရားရခံကတော့ PCV valve ပြဿနာပါ PCV ဆိုတာ positive crankcase ventilation valve ကိုပြောတာပါသူ့ရဲ့အလုပ်က engine အတွင်းမှာမလွယ်ပဲဖြစ်ပေါ်လာတဲ့ဖိအားတွေကိုရှော့ချပေးဖို့ပါဒီ valve ကပိတ်နေတာဖြစ်ဖြစ်ပြက်နေတာဖြစ်ဖြစ်ဆိုရင် engine wine တွေကိုလေနဲ့တူပြန်ဆုပ်ယူသွားပြီးမလွယ်ပဲလောင်ကျွမ်းစေတာမျိုးဖြစ်တတ်ပါတယ် ကဲအခုအထိကတော့အတွင်းလူတွေအကြောင်းပြောခဲ့တာပေါ့နော်အခုတစ်ခါကျတော့အပြင်ဘက်ကယူစိမ့်မှုတွေအကြောင်းကိုကြည့်ကြရအောင်ဒါပေမဲ့ဒီယူစိမ့်မှုတွေကတော်ရုံနဲ့မျက်စိအောင်မမြင်နိုင်တဲ့အမျိုးအစားတွေပါဘာလို့လဲဆိုတော့သူတို့ကအရန်ကိုဖြည်းဖြည်းလေးချင်းစိမ့်ထွက်နေတာဒါမှမဟုတ်မြေပေါ်မကြခင်အငွေ့ပြန်ထွက်လာမျိုးတွေဖြစ်နေလို့ပါပဲဒီလိုမျိုးပြပြရီယူစိမ့်တက်တဲ့နေရာတွေကဘယ်နေရာတွေလဲဥပမာ engine ရဲ့ပူနေတဲ့အစိပ်ပိုင်းတစ်ခုခုပေါ်စီကတစ်ဆက်ချပြီးမြေကြီးပေါ်မှာရောက်ခင်အငွေ့ပြန်သွားတာမျိုးပေါ့နောက်ပြီး engine နဲ့ gearbox ရှားမှာရှိတဲ့ rear main seal လို့နေရာမျိုး oil filter တက်ဆင်မဲ့နေရာက gasket တွေပြီးတော့စီလဲတဲ့အခါဖွင့်ရတဲ့ drain plug ကိုတေးချပြန်မပိတ်မိတာဒါမှမဟုတ် gasket ပြတ်နေတာမျိုးတွေကနေလည်းဖြစ်နိုင်ပါတယ်ကဲဒီမှာတော့ကျွန်တော်တို့အပတ်ထိစုံစမ်းတွေ့ရှိခဲ့တဲ့တရားခံအနေနဲ့သူတို့ရဲ့တဲလွန်းစားတွေကိုစူးစီးထားတဲ့တန်တရားရှိသူများစာရင်းလို့ပြောလို့ရတာပေါ့ခြုံပြီးကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်နေပါတယ်အတွင်းပိုင်းမှာဖြစ်တဲ့ပြဿနာတွေဥပမာပစ္စတင်ကွင်းတို့ Fab 0ဆိုရင်အဓိကတဲလွန်းစားကမီခိုးပြထွက်တာပဲ
PCV valve ကတော့ engine ဆွဲအားနဲ့ဆက်ဆက်နေတယ်အပြင်ပိုင်းကယိုစိမ့်မှုတွေကြတော့စီဆိုးနေတာစီကျွမ်းကြံတွေတွေ့တာမျိုးနဲ့တဲလုံးဆက်ပေးတတ်ပါတယ် Okay တရားခံဖဲနိုင်ခြေရှိတဲ့သူတွေကိုသိပြီဆိုတော့သူတို့ကိုဘယ်လိုဖမ်းမလဲပြောရရင်ဒီပြဿနာကိုဘယ်လိုစစ်ဆေးရှာဖွေမလဲဆိုတဲ့နီလန်းတို့ကိုချိလိုက်ကြအောင်ဒါထတော့ကိုယ့်ကားကိုစစ်ဆေးမဲ့စုံတော့တယောက်အတွက်လိုအပ်တဲ့လက်နက်ကိရိယာတွေပဲပေါ့ ဒီကိစ္စကိုအခေရှာဖို့အတွက်အစင်လိုက်လှုပ်ဆောင်လို့ရတဲ့နီလန်းတွေရှိပါတယ်ပထမဆုံးကိုယ်တိုင်လှုပ်လို့ရတာတွေကတော့တက်မီတလက်နဲ့အင်ဂျင်အောက်ပိုင်းကိုထိုးကြည့်ပြီးစီဆိုးနေတဲ့နေရာစီအငွေဖတ်တီကတ်နေတဲ့နေရာရှိမလားရှာကြည့်တာမျိုးပေါ့ပြီးတော့မနက်ပိုင်းကားဆက်စနိုးတဲ့အချိန်မှာအိတ်ဇောကအနီမီကိုပြထွက်မထွက်ဆောင်ကြည့်ပါစီဘလောက်နှုံးတဲ့ရော့နေလဲဆိုလာကိုလည်းမတန်းလေးလှုပ်ထိုင်းပိုကောင်းပါတယ်အဲ့ဒီလိုကိုယ်တိုင်စစ်ဆေးလို့မှအပြည့်မထွက်ဘူးဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့ compression test တို့ leak down test တို့လိုပညာရှင်တုံးစစ်ဆေးမှုတွေလုပ်ဖို့လိုလာပါပြီ PCV valve ကလည်းလွတ်လွတ်လပ်လပ်လှုပ်ရှားမှုရှိမရှိစစ်ဆေးတင်ပါတယ်ဒါတွေအားလုံးလုပ်ပြတာတော့ပါမန်ပတိသေးဘူးဆိုရင်တော့အကောင်းဆုံးကတော့အတွေ့အကြုံရှိတဲ့ဆက်ဆရာတယောက်နဲ့တိုင်းပင်ပြတာပါပဲ ကဲအခုဆိုရင်တော့ဒီလျှို့ဝှက်စမ်းကြတဲ့ engine wine ပျောက်ဆုံးမှုရဲ့တရားခံတွေကိုဘယ်လိုရှာအောင်မလဲဆိုတာတီးလောက်ပြီးပေါ့ဒါပေမဲ့ပိုရေးချီတာကဒီလိုပြက်မလာတွေနောက်တစ်ချိန်မှထပ်မဖြစ်အောင်ဘယ်လိုကာကွယ်မလဲဆိုတာပါပဲဟုတ်တယ်မလားကြိုတင်ကာကွယ်ခြင်းကကုသခြင်းထက်အမြဲတမ်းပိုကောင်းပါတယ် ဒါဆိုဘလို့ကားကွယ်မလဲလို့ရမယ်တွေကယူရှင်းပါတယ်ကား6လို့သူကသတ်မှတ်ထားတဲ့ကီလိုမီတာအတိုင်း engine wine ကိုပုံမှန်လဲပေးပါသုံးတဲ့ခါမှာလည်းအရေးအသွေးကောင်းတဲ့ engine wine ကိုရွေးချယ်သုံးဆွဲပါကားဆန်တို့ပြီးချင်းတန်းမောင်းမထွက်ပဲ engine ကိုခဏလောက်အပူပေးပါစီယိုစိမ့်မှုအထည်ဖွဲ့လေးတွေတွေ့ရတဲ့မပေါ်စားပဲချက်ချင်းပင်စင်ပါနောက်ဆုံးတစ်ခုကတော့ engine wine ကိုလူရာထက်ပိုပြီးတိုင်းတာမြင်းပေါ်ကြအောင်မဖြစ်ဖို့ပါပဲ တကယ်တော့လေကားဆိုတာစပ်ပစ္စည်းဆိုပေမဲ့သူလည်းသူ့ရဲ့အခြေအနေကိုပြောပြတတ်ပါတယ်အတာအနေနဲ့အနတ်အနေနဲ့လက္ခဏာတွေနဲ့ပေါ့သူပြောနေတဲ့စကားတွေကိုသာသတိထားပြီးနားထောင်တက်ရင်ဒီလိုမျိုးလျှို့ဝှက်စမ်းကြတဲ့ပြဿနာတွေကိုအချင်းမီသိရှိနိုင်မှာအသေးချပါပဲ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုလေးမှာဆက်တွေ့ကြမယ်နော် bye bye see you